ဒီဇလန်လေးကတော့သူမရဲ့ဖခင်ကျင်လျာအန်တရများတဲ့လောကကြီးမြေအောင်မှာရှင်တန်နေရတဲ့မင်းကလေးငယ်ဂျီဝူအကြောင်းနဲ့စတင်ထားပါတယ်။သူမရဲ့ဖခင်ဟာလူမိုက်တိလောက်ဖြစ်ပြီးအမြဲတမ်းထွက်ပြီးပုံရှောင်နေရသူဖြစ်တာကြောင့်ဘယ်မှာရှိမှန်းဘယ်သူမှမသိပါဘူး။မနက်တိုင်းကြောင်းသွားဖို့အိမ်ပင်ထွက်လိုက်တာနဲ့ရဲရရှိတိလောက်ကအိမ်ရှိမှစောင့်နေပြီးနင့်ဖေဖေမလေးနင့်စီဖုံးဆက်လားဆိုရဲမိကုန်းဟောင်းတွေကိုလည်းအမြဲမီးလိရှိပါတယ်။ဂျီဝူကတော့သူ့ကိုလစ်လူရှုပြီးကြောင်းအထိလိုက်ပို့တာကိုခံယုံကလွဲလို့ဘာမှမတတ်နိုင်ပါဘူး။သူမရဲ့ဒုက္ခတွေကအဲ့ဒီမှာနေမပြီးသေးပါဘူး။အတန်းတွေကမင်းကလေးတွေကလည်းသူမကိုအတိအလင်းအနိုင်ကျင့်ကြပါတယ်။ဂုံးစရီရှိတဲ့မိသားစုကကလေးတွေပဲဒီကျောင်းမှာတက်တင်တာနင်လို့လူမျိုးဒီမှာနေရာမရှိဘူးဆိုပြီးတူတူတမျိုးကြဲတမျိုးပြောဆိုကြပါတယ်။ကျောင်းစင်းချိန်တွေမှာလည်းသူမဟာဘသူနဲ့မှမရောပဲအထီးကျန်နေခဲ့ရပါတယ်။တနေ့မှာတော့ရဲတွေအကြောင်းအုပ်ကြီးနဲ့စကားပြောနေတာကိုသူမတွေ့လိုက်ပြီးခဏကြာမှလည်းဆရာမကသူမကိုခေါ်လိုက်ပါတယ်။ကျောင်းကသူမကိုထုတ်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။တခြားကျောင်းသားမိဘတွေကလူမိုက်သမီးနဲ့သူ့သမီးတွေကိုအတူတူမထားချင်ဘူးလို့တောင်းဆိုခဲ့ကြလို့ပါ။သူမရုံးခန်းထဲကထွက်လာချိန်မှာလေဖုန်းထဲကိုအမီမတိနံပါတ်တစ်ခုစီကနေဖခင်ဖြစ်သူပို့တဲ့မွေးနေ့ဆုတောင်းစာရောက်လာပါလေအကျန်းနဲ့တင်ရောက်တော့လေအရင်ကမင်းကလေးတွေကပဲဟောကြီးစံနင့်ထေကသူ့ကုန်ပစ္စည်းထုတ်ကြည့်မေ့ချန်နေတယ်လို့ပြောပြီးသူမကိုထပ်ပြီးရန်ဆက်ကြပါတယ်အဲ့ဒီမှာဂျီဦးရဲ့စိတ်တွေပောက်ကွဲသွားတော့ပါတော့တယ်သူမဟာအဲ့ဒီပစ္စည်းထုတ်နဲ့တစ်ဖက်မင်းကလေးရဲ့မျက်နှာကိုပြစ်ပေါက်လိုက်ပြီးရန်ပွဲစတင်ခဲ့ပါတယ်ဂျီဦးဟာအနိုင်ကျင့်တဲ့မင်းကလေးသုံးလုံးကိုအပြက်အသတ်နှိမ့်နှင်းလိုက်ပြီးငါကလူမိုက်သမီးဟဲ့လို့အေးဆက်ဆက်ပြောလိုက်ပါတယ်ဆရာမပြေးဝင်လာချိန်မှာတော့ဂျီဦးကသူမရဲ့ចောင်းတစ်စိတ်ကိုဖြုတ်ပေးခဲ့ပြီးចောင်းကထုတ်သွားပါပြီလို့ကြေညာလိုက်ပါတယ်